ဖြစ်မြကပ်ပြီးသားအဆက်ပြီးသားရေနဲ့စွန်းအာဟာရတွေကိုမြူမုံဖုံမုတ်လေးကျသွားရင်မအပ်တော့ဘူးလို့ပြောပါဗျာပြန်ကက်ရတယ်ဆိုအဲ့လိုဘာလို့မအပ်တာလဲဆိုတာသိချင်ပါတယ်ဗျာသူကမြူမုံဆိုလို့ကိုသူကကြောင်ကက်ခံရတာလေစွန်းကတော့ကက်ခံပြီးသားပဲဒါပေမဲ့ဒီမြူမုံတွေဘယ်သူမှမကက်ပဲနဲ့သူကကြာလာတာဖြစ်နေတယ်အဲ့တော့မြူမုံကိုလည်းသူကဒါကာလိက၄ပါးခွဲရတယ်ဥပမာလောကမှာပစ္စည်းတွေအားလုံးကိုကာလိက၄မျိုးခွဲထုတ်ရတယ်အဲ့တော့ရေဆိုရင်ဦးဇင်းတို့ကာလိကဝိမုတ်ခေါ်တယ်ရေကတော့ဘယ်ထက်မှမပေါဘူးဘယ်ထက်မှတော့ရက်ကက်စရာမလိုဘူးအဲ့တော့ကျန်တဲ့ပစ္စည်းတွေကတော့၄မျိုးထဲမှာတွန်းဝင်ရတယ်ယာဝကာလိကယာမကာလိကတတကာလိကယာဝဇီဝိက၄မျိုးခွဲရတယ်၄မျိုးခွဲတော့အဲ့ဒီမြူမုံတွေကိုယာဝဇီဝိကအုပ်စုထဲမှာထည့်ထားတယ်ယာဝဇီဝိကဟိုဆေးပေါ်ရင်းနေခေပြောမယ်ဆိုရင်တော့ဒီမြူမုံကဆေးပဲအဲ့ရွှေတို့တလိပ်တို့တွေးတို့ခုနကမြူမုံတို့ကဆေးပစ္စည်းထဲမှာထည့်ထားတာဒါကြောင့်သူကဒီမြူမုံကိုအကက်ခံရမယ်အကက်မခံဘဲနဲ့သူ့ဟာသူဝင်လာတာဖြစ်လို့ကတ်ဖို့လိုတယ်